Google
မြည်တဲ့ရအဲ့တော့ဒီနေ့ဘာလို့လဲဆိုရင်စာတန်နဲ့ပတ်သက်လာရင်ဒီနေ့ပါစေအပေးယူနေကိုကြရတယ်အဲ့တော့ယောပဝုထုအခန်းကြီး1မှာဖတ်ကြည့်ပါနော်ဖျားတာရီခါစားတဲ့နေ့မှာတဲ့စာတန်လည်းယောပလာတယ်ဘယ်ရကလာတယ်လဲလို့ပြီးတော့အရရလေချမ်းနဲ့လာတယ်ငါကျူယောပကိုတွေ့တယ်လားတွေ့တော့ဘောလေအပေးယူတဲ့လူကိုကြရတယ်သူစိတ်နဲ့နေတာလေယေရှုကိုပေးပြီးကိုကြခိုင်းတာလေသူစိတ်နဲ့နေတာပေါ့နော်သူကအကိုကြခံခြင်းနဲ့အပေးယူနေကိုကြရတယ်ပစ္စည်းလေလို့ပေါ့နော်အပေးယူနေကိုကြခိုင်းဒါကြောင့်အပေးယူတဲ့လို့ပေါ့သူပစ္စည်းတော့သူပွားခဲ့နေတာသူပစ္စည်းလည်းထီလို့မရဆောင်ရကာထားတာဘယ်မကိုကြပဲဒီမလဲဒါဆိုရင်မင်းပြောတာဟုတ်မဟုတ်နော်စမ်းကြည့်အောင်သူ့ကိုခန္ဓာမသိနဲ့နော်မိမတယောက်တော့ခြံပေးထားလိုက်နော်အဲ့တော့တာတမီမစာရကျုံယောက်ျားကျုံမိမပစ္စည်းဥစ္စာချက်စီးဖို့မျိုးခွင့်ပေးတရက်တွင်အကုန်ပြည့်စည်သွားတယ်အဲ့တော့ယောဘကခန္ဓာကိုယ်နဲ့မကိုယ်ပဲဘူးနာဝိညာဉ်နဲ့သစ္စာနဲ့ကိုယ်ပဲဟာလေလုယာအာမင်ဒါကြောင့်လဲဆိုရင်ဘုရားကပေးတယ်ဘုရားကယူသွားတယ်ကစ္ဆာမရှိဘူးဘုရားကပဲဆက်ကိုယ်ပဲဆိုတာလေအဲ့ဒါကနာဝိညာဉ်နဲ့သစ္စာနဲ့ကိုယ်ပဲစာတန်ပြောတယ်လို့အပြင်းယူနေကိုယ်ပဲတော့မဟုတ်ဒါကြောင့်ခရိယာများစွာဒီနေ့အပြင်းယူနေကိုယ်ပဲတဲ့စွတ်တုံးတဲ့အတောင်နာထုံကြီးကုတော့တာပေးနော်တာပေးကျမလည်းတာပေးမယ်နော်အပေးယူနေစွတ်တုံးတဲ့မဟုတ်လားအဲ့ဒါကနာဝိညာဉ်သစ္စာနဲ့မဟုတ်ဘူးအဲ့ဒါကိုယ်ကိုယ်ချင်းကသူ့ရဲ့အတ္တတာကစာတန်ကြိုက်နေမှာရှိတယ်ဆိုတော့ကိုကျွန်တော်ဒီနေ့ပါစီမဆာလို့ရဒါကြောင့်ဒီနေ့စာတန်အကြိုက်ဆိုတာအပေးယူနေကိုယ်ကိုယ်ရတယ်ဒါကြောင့်ခရိယာများစွာကဒီနေ့ကိုယ်ကိုယ်ချင်းမှာအပေးယူနေကိုယ်ကိုယ်ကြတယ်ကိုတော့တာပေးကျွန်တော်လည်းကျမလည်းဒါလို့ပေးမယ်ဘယ်လိုပေးချင်မလို့ပါအောင်နော်အဲ့တော့ထားစရာလည်းမလိုပါဘူးတဲ့လားဒီအကျဲ့တာနာဝိညာဉ်နဲ့သစ္စာနဲ့ကိုယ်ပဲတော့ဒါကြောင့်ဒီလိုစွတ်တော့ဘယ်သူကတပေါ်ကြတယ်လဲဆိုစာတန်တပေါ်ကြတယ်အဆုံးတက်တော့ယေရှုနာမနဲ့စွတ်တော့ပိုင်ဆိုတော့စာတန်မျက်လုံးပြူသွားတယ်တဲ့လားဟာဒီလိုဘယ်လိုလဲကွာတော့ရှုပ်ငါအကျဲ့ပဲတောင်းပြပါလေအဆုံးမှာတော့ယေရှုနာမနဲ့တက်တော့ငါလည်းပေးရတယ်ဒုက္ခရောက်ပဲကွာတဲ့လားကုလူကနာခရိယာနေလေအဲ့ဒါကစာတန်အကြိုက်ထဲမှာကိုယ်ကိုယ်ချင်းဒါကြောင့်အပြည့်ယူနေမရဘူးပစ္စည်းအရာပေါ်မှာအမြင်ပြရဘူးတရားဟောကြားမှာတရားကနော်ဒီလိုပြောတယ်တရားဟောကြားအခန်းကြီး၄ထဲမှာလေအခန်းကြီး၄အငယ်15ကနေဆိုတော့စဖတ်ချင်ပါလေဘောရအရာနဲ့ထာဝရဘုရားဒီမိထဲကတင်တို့အမေမွေးတော်မူတော့အခါမိတိအစင်းတရံကိုမြမမီရဒီဖြူနောက်တစ်ဖန်တင်တို့ဒီလူယောက်ျားလူမိန်းမတရံမိကြီးပေါ်မှာရှိတော်တရိษံတရံမိုးကုတ်กินနဲ့မိပြန်တက်တော်ငက်တရံမိပေါ်မှာတော်တက်တော်တရိษံတရံမိနေရနဲ့ဒီတော်ငါတရံရှိတော်ယူတုကိုတင်တို့ဒီဖောက်ပြန်ယူကိုအဖို့မလုံးမီအကြောင်းမိုးကုတ်กินကိုမျိုး၍နီလာကျေများတီဦးတော်မိုးကုတ်กินတဆာရှိတဲ့မြောက်ကိုမိတော့ကတင်တို့ပြတ်တဲ့ထာဝရဘုရားဒီမိုးကုတ်กินအောင်နဲ့ရှိတဲ့မြောက်တော်လူမျိုးတို့အားဝေငါပေးကမ်းတော်မူတော့ထိုတစားတို့ကိုဝပြုကိုကိုချင်းကသူတပါတို့ဒီတွေးဆောင်မရနိုင်မီအကြောင်းကိုတရိပြုလို့ကိုကွယ်နဲ့ပတ်သက်ရင်မျက်စိနဲ့မြည်တဲ့အရာကိုလုံးဝအလိုမရှိဘူးဟောရအရာမှာငါစဉ်းစားချင်ပါတဲ့ငါ့ကိုဘယ်သူကမြည်အောင်မပြဘူးဘာကြောင့်ဆိုနီးတို့ကအတူလုပ်တယ်လို့ထလားငါအယုတ်တွေ့ရင်ဟာဖယားနာဝိညာဉ်ကိုကိုယ်မဲ့စားအယုတ်ကိုကိုယ်မဲ့ဆိုတာလူဒီစိတ်ကိုကြည့်လို့လေငါမျိုးမင်းတို့ဘာမှမပြခဲ့
ယေရှုနေပေါင်းနဲ့ထောင်တော့သူစအံပွဲကတော့လေလာတော့ကင်မရာမပေါ်ခင်လာတာအဲ့ဒီချိန်မှာကင်မရာပေါ်ပြစ်မှလာမယ်ဆိုရင်တော့မလွယ်တော့ဘူးတိလားယေရှုအယုနဲ့ပြစ်သွားမယ်ဖခင်ကတည်တယ်နော်အဲ့တော့ကင်မရာရိုက်လို့မရတဲ့ချိန်မှာမတူးတဲ့ချိန်မှာခရစ်တော်ကြွလာတာအာမင်အယုနဲ့ကူးကွယ်မှာဆိုလို့လေပုံတူကူးကွယ်မှာဆိုလို့ဖခင်ကြိုက်ဘူးဒါကြောင့်ဖခင်ကူးကွယ်တဲ့ချိန်မှာမိတူကူးပြီးမှကူးကွယ်လို့မရဘူးနော်အဲ့ဒါနာဝိညာဉ်နဲ့သစ္စာနဲ့နော်ကူးကွယ်တာကိုပဲဖခင်နေတဲ့ဒါကြောင့်လောကပါတခြားပါတာတရားကြီးစာတန်ကြက်ကပစ္စည်းအရာခုခုထားပြီးမှကူးကွယ်ဟဲ့လားအဲ့တော့ဖခင်စီကိုထိုးလိုက်အဲ့မှရောက်လာတယ်အကောင်ကရောက်လာတယ်ဟဲ့လားဒါကြောင့်ဘာလို့ဆိုဖခင်ကအဲ့ဒါမလို့ချင်ဘူးမျက်စိနဲ့အမိတဟဲဘယ်အရာမှမလို့ချင်ဘူးဖခင်ကြိုက်တာနာဝိညာဉ်နဲ့သစ္စာကိုကြိုက်တယ်ဒါအမို့စာတန်ကြိုက်ဆိုတာအပြည့်ယူတဲ့ကိုယ်ကွယ်ကျွန်တော်ဖကန်ရောက်တော့94လာအဲ့ဒီနော်ပုရုချောင်းထဲမှာတတိတွေကနော်ကိုယ်ကွယ်နဲ့သူ့ကွယ်နဲ့လေကျင်းတူတာလေတညညီကြတော့တတိကွယ်ကတ်နေရာလေးမှာကျောက်စင်းတုံးချစ်ခုရတယ်ဟာမိုးမချုပ်ခွန်အကတိညာအပီထုံးမထုံးနဲ့တန်တိုင်နဲ့ကလောကြတော့မထုံးနိုင်ဘူးမနဲ့မှာပဲထုံးမယ်ဆိုပြီးမှအိမ်လဲအောင်အဲ့ဒီပေးနာလေးကတတိကနက်ကရောကိုအတကုံပေးပြီးမှတော့ပူစော်လဲအောင်မနဲ့ထားတော့အဲ့ဒီကြောက်အောင်ပဲရွှေ့နေသလားပြဿနာဖြစ်ပြီပေးအပေးယူတဲ့ဖက်ပဲပေးလိုက်တာလေအခုတရားသူကြီးတွေဆိုရင်လေမြတ်ပေးတဲ့ဖက်အနိုင်ပေးတာပဲကျွန်တော်တရားသူကြီးပြောင်းနေတွေ့တယ်ဖျားတာလည်းတရားသူကြီးဖြစ်တယ်တဲ့လောကတရားသူကြီးကပြုံပြောမဆိုမတရားသူကြီးပါလေတလားအဲ့တော့အမှုဖြစ်တဲ့ချိန်မှာတဲ့တရားသူကြီးဟိုဖက်ဘယ်သူငါတယ်ဆိုတာနော်လက်ဖက်စလုံးပေးထားတယ်စပွဲအောင်ရတယ်လေအဲ့ဆိုရင်သူတို့မသွားခင်မှာတိုင်မြေသွားရတယ်ရန်တော့ဖြစ်ကြမှာပေါ့နော်ဒီအကွက်ဝင်လာချင်မယ်မြဲရှုံပေးလိုက်တလားမချေပလုတ်ပေးလိုက်တလားလက်ဖက်စားတာဆိုတော့လေဟိုကချေပလို့ရပြီမယ်မချေပနိုင်ပဲနဲ့ရှုံးလို့ခွဲမှာပြတယ်ငါတို့မတရားသူစီပါတလားအပေးယူကောင်းတဲ့ဖက်ကပါသွားတယ်စာတန်လည်းအပေးယူဟိုဘက်ကပူများလာတော့လေမနဲ့တော့ဟိုဘက်ရွှေ့သွားပြီတလားဒါကြောင့်စာတန်ဆိုတာအပေးယူနေကိုယ်ကွယ်ကျွန်တော်တို့နာကမှာနုံကလာဆိုရင်ရွာပြောရှိတယ်နတ်တလေးချောင်းပေးနာလေးမှာကြောက်စင်းအသားကြောက်လေးရှိတယ်အသားကြောက်လေးလေဆရာကျော်လေးဆိုတာဖာကန်တို့ခန်တီမုံမှာတတိတာမဖြစ်တာမော်ကြလောက်ခဲ့တာလေအသားကြောက်လေးကြောင်းကုန်ကြည့်တာလေအမှအသားကြောက်တော့တွေ့တော့တဏီကုန်တန်တဲနဲ့ထူတာလေရလူရညာပေါ့နော်ညတော့အိမ်မက်လာပေးတယ်ဟဲ့ကောင်အဲ့တော့ပိုင်ရှင်ကိုအကြောင်းမကြားဘဲနဲ့ဘာလို့ငါဖမ်းတယ်လဲလားအဲ့တော့စာတန်ကရွှေတမိုးမှမဖမ်းစင်ဘူးကြောက်တပွေမှမဖမ်းစင်ဘူးပြောမဆိုလေအဲ့တော့သူကဘာလို့ဆိုဖျားဖန်ဆင်းထားတဲ့ຢာကိုဘယ်မှာကြောက်စင်းရှိတယ်လဲဘယ်မှာရွှေရှိတယ်လဲငုတ်တို့ထိုင်ပြမှာဘယ်တော့လာမလဲဆိုတာအပြေးယူတဲ့လို့ပြေးဖို့လေထိုင်ဆောင်နေတာကျွန်တော်တို့ဝါတော့မှာကြောက်စင်းအသားကြောက်ရှိတယ်ဒါနဲ့လူတွေကတော့တူကြပြေးမှာဟိုတဲပုံလောက်ထားတာပေါ့နော်ဘာချီတော့ချီအငင်းထားမလဲဆိုတော့လူချီအငင်းထားတယ်အိမ်မက်ထမှာလူပေးတယ်လူပေးဒီကြောက်စင်းပေးမယ်ဟဲ့လားစာတန်ဆိုတာခိုးမဲ့တက်မဲ့ဖြတ်မဲ့တလားအဲ့တော့ဒီနေ့ဘာလို့ဆိုရင်ကိုယ်ကချင်းထဲတော့မှလူတောင်းတာတလားအပေးယူနေကိုယ်ကွယ်ရွှေရှိအညာအဆောင်ရှိတယ်ကြောက်ရှိအညာအဆောင်ရှိတယ်တကယ်တော့အကူကွယ်ခံချင်လို့
ဒါကြောင့်ပါဆိုရင်သူ့ကိုပူဇော်တဲ့လူပေးချင်တာအဲ့ဒါစားတဲ့တဘောအဲ့တော့အပေးယူမတည့်တဲ့လူဒုက္ခပေးတယ်ဥမာနဲ့ကိုပူဇော်ကြည့်ကျွေးကြည့်ကျွေးမကျွေးနေတဲ့ချိန်မှာမိသားစုဒုက္ခရောက်ပြီဆိုမှတော့အဲ့ဒါကအပေးယူနေကိုယ်ွယ်တာဘုရားကတလူကိုအဲ့လေးလာကြည့်ဖို့ဖြစ်ကဲအဲ့တော့ဝိညာဉ်ပါတာရဲ့အချက်ကိုယ်ွယ်ချင်းရှိတယ်အဲ့ဒီပါတာရေးကတော့ဘယ်လိုကိုယ်ွယ်တယ်ဆိုရင်စိတ်နဲ့ကိုယ်ွယ်ရတယ်ယောမဝရစာအခန်းကြီး30အငယ်1ကိုဖတ်ချင်ပါတယ်ညီကိုတို့ဣတရီလာတို့ဒီကဲတင်တော်မူခြင်းတို့ရောက်စေခြင်းကငါဤစေတနာအလိုရှိဖျားသခင်ကိုစွတ်တော်လို့ရှိထိုသူတို့ဒီမန်တော်ပညာမရှိတော့လဲဖျားခင်ဖက်နဲ့စိတ်အားကြီးတီဟုသူတို့အဖို့ငါတက်ခံရည်ဣတရီလာလူမျိုးတွေကသာရဖျားကိုကိုယ်တယ်လို့သူတို့ကဲတင်ချင်းရဖို့ငါစိတ်စေတနာစိတ်အားကြီးတယ်စိတ်နာစိတ်ရှိတယ်သူတို့ကတဲ့ဖျားဖက်မှာတော့စိတ်အားကြီးတယ်ဒါမဲ့ကဲတင်ချင်းမရကဲတင်ချင်းမရတဲ့လူပဲသူမဆိုအဲ့ဒါကစိတ်အားကြီးခြင်းသွားတယ်စိတ်နဲ့ကိုယ်ကိုယ်နဲ့ခေါ်တယ်တစ်ဖက်ကပြောမှဆိုလေအဲ့ဒါကဘာဆိုရင်ဒါဣတရီလာလူမျိုးသာဝရဖျားကိုယ်ကိုယ်တာနော်ကဲတင်ချင်းရတယ်လားဆိုမရဘူးဒါမဲ့ပါတာရေးဘက်မှာတော့စိတ်အားကြီးတယ်လာမကြည့်နဲ့မိပွင့်ကုန်ပြီတလားနော်အဲ့ဒီမျိုးစားဒါမဲ့ကဲတင်ချင်းမရဘူးအဲ့ဒါကပါတာရေးကိုလိုတဲ့ခရိယန်တက်တာပြည့်ကြည့်မယ်ကိုလိုတဲ့မှာကြည့်ရချင်မှာနော်ကိုလိုတဲ့ဩရစာအခန်းကြီးနိအငယ်ရှိမှာအဲ့ဒါကခရိယန်ရဲ့အတွက်ဖြစ်တယ်နော်ခန်းကြီးနိငယ်ရှိမှာခရစ်တော်တရားကိုမလိုက်လူအဆက်ဆက်ခံတော်နည်းဥပရိတနဲ့လောကီတရားလို့လိုက်လောကီပညာနဲ့အချင်းဤသောပရိယာအဖြစ်တင်တို့ကိုအပေသူမြမလူယူမဲ့ဖြက်စည်းစေခြင်းကတရိပ်ပြုလို့အဲ့ဒါကခရိယန်ခရစ်တော်ဤတရားကိုမလိုက်လျှောက်ဘူးလေလူဤနီဥပရိတထဲမှာပဲလေတွားတယ်ဟေရှာယလည်းပြောတယ်နော်မာကုအခန်းကြီးခွန်ကြီးအငယ်6မှာဤလူမျိုးကတဲ့နော်ဤလူမျိုးကနှုတ်ခမ်းနဲ့ငါယူတည်တဲ့စိတ်နှလုံးကငါနဲ့ဝေးလိုက်ဆိုတာလေစိတ်နှလုံးကပါတာရေးဖက်မှာပဲလေစိတ်အားရှိရှိနဲ့ပေးထားတယ်လေဒါကြောင့်ကျမ်းစာမှာပြောတယ်အချင်းကြီးကိုယ်ွယ်တယ်ပြောတယ်ကဲဒီထက်ကိုအရေးကြီးတာတော့ဒီနေ့ပါဆိုပါတာရေးထဲမှာရှိပြီးမှကဲတင်ချင်းမရတဲ့ခရိယန်ထဲမှာတရားဟောဆရာပြောနမူနာကြည့်မယ်တမန်တော်ဝတ္ထုအခန်းကြီး18အငယ်24ကနေ26ကိုကျွန်တော်ဖတ်ပြချင်ပါတယ်တမန်တော်ဝတ္ထုအခန်းကြီး18အငယ်24ကနေ26မှာအာပေါလိုအမည်ရှိသောအာလက်ဇန္ဒာမြို့သားယူဒလူပြောပြီးအေဖက်မြို့သို့ရောက်လာ၏ထိုသူဤနှုတ်သက်တဲ့ပြည့်စုံ၏ကျမ်းစာနဲ့စိတ်အားကြီးသောသူဖြစ်တခင်ဘုရားပါတာနဲ့လက်ကျ၍စိတ်အားကြီးသည်တခင်ဘုရားရဲ့အကြောင်းများကိုစိတ်ဟောပြော၍ဆုံးမဩဒါပြီးတို့တော်လည်းယောဟန်ပတိစံကိုတာဤထိုသူဒီတရားစရာနဲ့ရဲဝစွာဟောပြောစပြုသည်ဖြစ်အာကုလနဲ့ပိကိလာတို့ဤသူဤစကားကိုကြားသောအခါသူ့ကိုယူ၍ဖျားကိပါတာတရားကိုတာ၍တေချာစွာတင်ကြားကြ၏ကဲအာပိုလိုဆိုတာနာမည်ကြီးပဲကိုရင်သူမှာကြည့်မစိပိုလိုတပည့်အာပိုလိုတပည့်ခရစ်တော်တပည့်ရဖြစ်ကြတာလေဘာလို့တပည့်တလောက်ဖြစ်ချင်းဆိုတော်လို့လေအဲ့ဒါကအာပိုလိုကပါလိရှေကျန်တက်နော်ဒီမှာသူ့ရဲ့အတ္တတာကိုကြည့်မယ်ဆိုရင်သူကနှုတ်တက်တဲ့နဲ့ပြည့်စုံတယ်ဒီကျမ်းစာနဲ့စိတ်အားကြီးတော်သူဖြစ်တယ်နိနပတော့ကခင်ပြပါတာနဲ့လက်ကျင်ခင်ပြဆိုတော့ခရစ်တော်နော်ဖျားခင်ဆိုခမဲတော်ပြောတယ်တခင်ဖျားပါတာနဲ့လက်ကျင်ပြောလို့ဆိုခရစ်ယာန်ပါတာထဲမှာကျင်လည်ပြီးသား
ခရစ်တော်နဲ့ပတ်သက်လာရင်အကျုံးတရားကအရင်ပြောတော့တာနော်အဲ့ဒါကနော်တခင်ဖျားပါတာနဲ့လိကျိစိတ်အားကြီးတပြေးတယ်စိတ်အားကြီးတယ်နော်ဘယ်တော့အရင်ချင်းရှိတယ်ဆိုစဉ်းစားကြည့်တခင်ဖျားရဲ့အကျုံးများကိုစိတ်ဟောပြောဆုံးမဟောတာပြီတခင်ဖျားအကျုံးကိုဟောတာတော့မှချက်လန်းတော့ဟောတော့မဟုတ်ဘူးစိတ်ဟောတာလူရီတပေါ်ဟောတာကဲသူအရင်ချင်းဘလောက်ကောင်းတယ်အပိုလိုအရင်ချင်းတိုးတော်ဆိုရင်ချော်တဲ့ညာပြတာနော်အဲ့တော့ဘာအချက်ကောင်းကျန်းစာဖတ်ကျန်းစာမှာတိုးတော်ဆိုတဲ့စကလုံးအများကြီးရှိတယ်ကောင်းတဲ့အချက်ကိုပြောပြီးမှတာပြင်မဲ့ဆိုတော့ပြီတဲ့လားနော်အဲ့ဒါတိုးတော်ဆိုရင်သူချော်ပြီတဲ့လားယောဟန်ပฏิစံကုန်တာတီးတဲ့အတိတ်ကမပြောင်းလဲဘူးမပြောင်းလဲတီးရပဲမှာရှိတယ်ဆိုဘာသာရေးမှာရှိတယ်အဲ့တော့ဒီမှာကိုယ်ွယ်ချင်းမှာချော်တာလေအဝေးကနေချော်လဲချော်တာပဲခက်နီးနီးလေးချော်လဲချော်တာပဲတီလဲချော်လဲချော်တာပဲမဟုတ်လားလွဲပြီဆိုငရေကြမလဲတီလဲလွဲတာအပိုလိုဆိုတာတီလဲလွဲတာနော်အကူလာနဲ့ပီကီလာဆိုတာပိုလူကိုအိမ်မှာတင်ပြမှာကျွေးထားပြမှာတာတနာပြုတ်ခဲ့တဲ့လင်းမြတင်းထောက်လူကြီးအဲ့တော့ပိုလူမွေးထားမှာတော့တငါနန်းတငါမူဆုနီမူဆုဆိုတဲ့လောနော်တာတနာပြုတ်စီယာဝိညာဉ်ရပွင့်တဲ့လူကိုတင်ပြမှာအိမ်မှာမွေးထားတယ်ဆိုရင်ပွင့်တာပေါ့ဝိညာဉ်ရတယ်တပုတ်တော့တာပေါ့ဒါနဲ့အကူလာနဲ့ပိကီလာလေမြာညော့ကသူဟောတာကောင်းတယ်ဒါမှမပွင့်ကြည့်စသည်သူခေါ်ပြီးအင်ခေါ်သွားတယ်နော်ခေါ်ပြီးမှတေးချသွားတင်နှံပေးတာတလောက်ကြောင့်တက်ကိုအတင်ခံတယ်ဆိုတာလေဝိညာဉ်ရကူဝိညာဉ်ရလေဒါကြောင့်ချစ်တော်လို့ဆိုတမန်တော်ဆက်ရှိမှတင်တန်းတက်ပြီးမှတမန်တော်ဆက်ကိုမှအပိုလိုရဲ့အဖွဲပေါ်မှာတန်ရှင်တော်ဝိညာဉ်ကိုတော်လောက်ဘာကြောင့်ဆက်ပထမခံယူချက်ကလွယ်ထားတယ်လေချော်ထားတော့ဝိညာဉ်ကိုအလိုလိုမရဘူးအဲ့တော့အကူလည်းနဲ့ပိကီလာလေမယာညောပေးတဲ့တင်တန်းကိုကျန်တဲ့တယောက်ကလက်ပိုက်ပြီးမှတော့ခံယူတာလေဟုတ်ကဲ့ဆိုမှလေအမားကိုပြင်တာကွာပြောမဆိုရင်လေအမားကိုပြင်မှဝိညာဉ်ကိုလောက်တော့ဒါကြောင့်လူဆိုတာမတ်တပါလေအမားကိုပြင်ချင်တဲ့စိတ်ရှိဖို့လို့ခံယူချင်တဲ့စိတ်တရှိဖို့လို့ဒါဆိုရင်ဖျားအလိုလုံးမယ်တချို့တွေကတမတဲ့ခံယူတာမဲ့ပေတင်သားမှလည်းမတက်ဘူးနော်ပါလည်းနားမထောင်ဘူးတလမ်းမောင်းနဲ့သွားနေတယ်ကာရင်စီဒီကဆရာကြောက်ကပါပြောဆရာတပါးကိုတဲ့ပဲယူတုကတရားဟောချက်လည်းနားမထောင်ဘူးတလမ်းမောင်းနဲ့သွားနေတယ်အရင်တော့မှန်နေတဲ့အခုဆရာတို့နဲ့တွေ့ပြီးမှကျွန်တော်လည်းပွင့်သွားမှလေသူလည်းစိတ်အကြည့်ချင်းနဲ့သွားနေမှာခုမှပဲတည်ရတယ်ဒလားဒါမဲ့ဟိုနှုတ်ကပတော့ပိုင်းဆရာတရားဟောပါရီရှေစီရောက်တော့ဆိုတော့သူတို့အမထောက်လို့မရတော့ YouTube ထဲကဟိုလိုတရားချက်ချပါနားထောင်ပါဆိုသူဘာပြောစနားမထောင်ဘူးလေနားလည်းမထောင်ဘူးဟိုတင်တဲ့ဘောတော့ဝေးတည်တယ်ဒလားတချို့တရားဟောဆရာကတော့ကိုအတက်တာပဲမှာချော်တီးချင်တယ်ဥမာ YouTube ထဲမှာ internet ထဲမှာခိုးနာထောင်လို့ရပါတယ်ဒလားအဲ့ဒါတူးတက်တာပဲဒါလည်းကောင်းတယ်မဟုတ်လားအဲ့ဒါလည်းကောင်းတယ်ဟိုတင်တန်းလာတက်လည်းကောင်းတယ်မဟုတ်လားအဲ့ဒါကခံယူခြင်းနဲ့စိတ်ရှိတာဖျက်ချက်အာမင်ပေါလုကခံယူခြင်းနဲ့စိတ်ရှိတဲ့အတွက်ကြောင့်လေအပေါလုကလေကြည့်ပါမမဟုတ်တဲ့ဟိုကုံတေတမပေါ့နော်အကူလည်းနဲ့ပိကိလာဆိုတာလေအဲ့တော့သူတင်တန်းပေးတာကိုနားထောင်ချအဖြစ်ဝိညာဉ်တော်လောက်သွားတယ်
ဒါကြောင့်ချစ်တော်မိတ်ဆွေကျွန်တော်အသက်တာမှာတူတက်ခြင်းနဲ့ဆိုရင်နော်ဒီနေ့ပါဆိုရင်အမားတွေ့လည်းပြင်ခြင်းနဲ့စိတ်ရှိဖို့လိုတယ်ဒါဆိုရင်ဘုရားကအလိုလုပ်တာဟာလေလုယာအာမင်ဘုရားကအလိုလုပ်တယ်အပိုလိုအသက်တာချစ်တာကျွန်တော်ရည်ရှိတာသူတော်မှချော်တယ်ဆိုရင်ငါတို့လည်းမချော်စရာမရှိတော့ဘူးတလောက်ထိတော်တဲ့ပုဂ္ဂိုလ်နော်သူတော်မှချော်နေတယ်ဆိုရင်မပြောနဲ့တော့ငါတို့မချော်စရာတွေအကြောင်းမရှိဘူးရှိမယ်ဒါကြောင့်ခံယူခြင်းတော့စိတ်နော်အဲ့ဒါပြင်ခြင်းတော့စိတ်ပြောင်းလဲခြင်းတော့စိတ်စိတ်တက်ကဘုရားတခင်ကြိုက်ဟာလေလုယာအဲ့တော့ဘုကွယ်ခြင်းဆိုတဲ့အတိတ်ကဘာနဲ့ဘုကဆိုဝိညာဉ်နဲ့ဆိုတဲ့အတိတ်ပြောပြအဲ့တော့အစာ၃မျိုးကြောင့်ရင်ပြောပြခန္ဓာကိုယ်အစာစိတ်အစာဝိညာဉ်အစာ၃မျိုးရှိတယ်ခန္ဓာကိုယ်အစာကိုလက်နဲ့ယူပြီးပါးစပ်ထဲထည့်ပြီးစားတယ်ဒါကပြောစရာမလိုခန္ဓာကိုယ်စားစိတ်အစာရှိတယ်အဲ့မှာတီးပြီးကြည့်တယ်ဆိုတာဘာအစာကျွေးနေဆိုစိတ်အစာကျွေးနေတာအိမ်တေးမှာကွန်ထုရမုကွန်ထုမှာလူကြတယ်ကြောက်စိတ်အစာမကြိုက်ဘူးလေနော်တယောက်ကပေါ်လုံးပွဲကြိုက်တယ်တယောက်ကဇလန်းကြိုက်တယ်တယောက်ကတရင်ကြိုက်တယ်မဟုတ်လားစိတ်အစာမျိုးစားတော့မှမတူဘူးအဲ့ဒါကပါဆိုစိတ်အစာကိုအဲ့ဒါကဒီမှာပါနဲ့စားတယ်လို့ဆိုရင်မျက်စိနားနဲ့စားတယ်မျက်စိနဲ့မြည်နားနဲ့ကြားကျွန်တော်တို့ရွာမှာခါမှနော်ရုပ်ရှင်မပြဘူးရွာယူသွားတော့အမျိုးသမီးတအားတော်တဲ့ဖိုက်တင်ကားကြည့်တော့အမျိုးသမီးတွေကတအားអော်တယ်တဲ့လားဟုတ်ပြီကွာချာကွာပါစာချင်းနဲ့စေစာချင်းပြင်းကိုလည်းထုံးမိပါလေခိမစဲကိုနိုင်စေချင်းလည်းလို့နိုင်နေတော့လေဩစိတ်အစာဆိုတာအဲ့ဒါပဲဆိုတာလေဒါကြောင့်စိတ်အစာဆိုတာလေမျက်စိနားကနေအတံပလံကြားပြီးမိပြီးမှလေအဲ့ဒါကစိတ်အစာကျွေးလို့ခေါ်တယ်ဝိညာဉ်အစာကတော့ဘာကလဲစိတ်ကစားဇာခရီအခန်းကြီးခုညအငယ်စနေမှာစိတ်နဲ့ပတ်သက်ပြီးမှဒီလိုဘုရားကပြောထားတာတွေ့တယ်အငယ်စနေခန်းကြီးခုညအငယ်စနေမှာတရားစကားကိုကောင်းကောင်းကင်ပူချီအရှင်သာဝရဘုရားဝိညာဉ်တော်ဒီရှိပရောဖတ်တို့ဒီသာတော်မူသောစကားကိုကောင်းသူတို့ဒီမကြစေခြင်းကမိမိတို့စိတ်လုံးကိုစင်ကြော့ခဲ့တို့မှစီကြ၏ထို့ကြောင့်ကောင်းကင်ပူချီရှင်သာဝရဘုရားဒီအလုံးအမြတ်ထွက်တော်မူကဲအဲ့တော့ဒီဖျားရဲ့စကားကိုဝိညာဉ်ထဲမရောက်လေပါကခံတယ်လေဆိုစိတ်နှလုံးလေစိတ်နှလုံးကမခံယူခြင်းဘူးစိတ်နှလုံးမာကြောတယ်ဒါကြောင့်ဖျားကကောင်းကင်ဘုရားအရှင်သာဝရဘုရားအလုံးအမြတ်ထွက်တယ်ယေရမိအခန်းကြီးစိတ်ကိုဒီလိုမာတဲ့နှလုံးကိုဒီနေ့ဘာလို့ဆိုရင်ထုတ်ခွဲတာနှမျိုးရှိတယ်စိတ်နှလုံးကိုထုတ်ခွဲတဲ့သူနှလုံးရှိတယ်ယေရမိခန်းကြီး23အငယ်29မှာယေရမိခန်းကြီး23အငယ်29မှာငါဤနှုတ်ကပတ်တော်ဒီမိခေတို့၎င်းကြောက်ကိုထုတ်ချေတော်တန်တူခေတို့၎င်းဖြစ်ဒီမဟုတ်လို့သာဝရဘုရားမေတော်ဤဒီလိုမှာကြောတဲ့စိတ်နှလုံးကိုထုမြအမျိုးအစားနှမျိုးရှိတယ်တူနဲ့မြမြည်တူဆိုတာပါဆိုလို့ဆိုရင်အခုနှုတ်ကပတ်တော်ဟောတယ်လူတယောက်ကြောက်ကိုစေလို့ပြဟောတဲ့ချက်မှာကျွန်တော်ကျမအဖြစ်ရှိပါလေကျမလမ်းလွဲနေပါလေကျမမကောင်းပါဘူးဆိုတာကိုအဖြစ်မှန်ကိုတီးပြီးမှခံယူရင်နှုတ်ကပတ်တော်သူနဲ့ထိုးလို့ရတဲ့နှလုံးသားပိုက်ရှိကောင်းတယ်အဲ့ဒါကုန်ကြစီတတ်တယ်နော်မီးနဲ့ထိုးတဲ့နှလုံးသားပိုက်ရှိတယ်မီးဆိုတာဒုက္ခဆင်းရဲပေးတာ
ကားတိုက်မလားအမှုဖြစ်မလားပြဿနာဖြစ်မလားရှိသည်မြကုံသွားမယ်ဒုက္ခကလေဒုက္ခဆင်းရဲကကိုမြူသွားတာလေစားသွားပြီးမှလေနောက်ဆုံးကြတော့ကိုဘွားကအမိုက်ပုံထဲရောက်သွားပြီထောင်လွှားတဲ့စိတ်တွေလေအာကုဆရာမရှိတော့ဘူးအဲ့တော့မာနတွေမရှိတော့ဘူးလူကတုံးကြရော့ရင်ကျူးပေးတဲ့နှလုံးသားဆန္ဒနာလေကျွန်တော်မှာကျမမှာအမျိုးလည်းကုခွူဆိုင်တော့ခိုးတတိလည်းခွူဆိုင်တော့ခိုးရောဖလည်းငါ့ကိုပြေးသွားပြီအရင်လည်းတော့ငါအိမ်မှာစားတော့လည်းစိတ်ပြင်းနေတာတဲ့လားအခုတော့ဟိုရောဖလည်းဖုန်းခေါ်လို့လည်းမကင်တော့ဘူးတဲ့လားငါပွားကဖျားဘလူတော့တယ်ဆိုတဲ့စိတ်တက်လေအဲ့ဒါကမီးနဲ့ထိုးနေတာတော့ကစင်အဲ့ဒီမှာဖျားကဲပါဆိုတဲ့နှလုံးလေရောက်လာဆိုမီးနဲ့ထိုးလို့တဲ့နှလုံးသားပိုက်ရှိတယ်ဒါကြောင့်ဒီမှာရှိလို့ကိုယ်ကိုစစ်ကြည့်နော်သူနဲ့ထိုးရမျိုးစားလားမီးနဲ့ပြေးရမျိုးစားလားတဲ့လားသူနဲ့ထိုးလို့ရတယ်ဆိုရင်မဆူကုန်ကြစီတက်တာလည်းအချင်းနဲ့ကုန်တက်တာတဲ့လားမီးနဲ့ထိုးရမျိုးစားဆိုရင်မီးပေးမဲ့မျိုးစားနှလုံးသားကတော့မလွယ်တော့ဘူးဆလံပေးတော့မယ်တဲ့လားဒီလိုနှလုံးသားကတော့ကုန်ကြစီများတယ်မလွယ်ဘူးဒါကြောင့်ဖယားကဒီလိုစင်ကြောက်ခဲတော့မှာမလားကျူပေလာမဖယားကိုစားလို့ရတာစာလံ50တိအငယ်16မှာဒီလိုပြောပါတယ်စာလံ50တိအငယ်16မှာဖယားတကယ်နိတ္တတော်မူသောရစ်မှုကကျူပေတော့စိတ်ပြီအိုးဖျားခင်ကိုလိုဒီကျူပေတော့နှလုံးကိုညစ်ပေတော့မမှုတတ်ပါဟာလေလုယာအဲ့တော့နှုတ်ကပတော့ခံယူဖို့နှလုံးကခံယူရမလားအဲ့ဒါမာကြောနေတဲ့စင်ကြောက်ခဲ့တော့မာစီတော့သူနဲ့ထိုးတယ်မီးနဲ့ရှုံမယ်နှမျိုးကျွန်တော်နေရာကတော့တက်တီခံချက်ကျွန်တော်မျိုးစုံကြားဟာတချို့တွေသူနဲ့ထိုးထားတာမစိုးဟာတချို့တွေကမီးပေးထားတာတော်ပြောင်းပြီးမှပဲရပါလားတဲ့လားဒုက္ခဆင်းရဲကဟာလာနဲတာမဟုတ်ဘူးတေလောက်တဲ့တီလေးနဲ့လေလူမြောက်ပြီးမှဘဝလူဘဝလေတုံညထဲမှာတုံညရောက်ပြီးမှလေပြန်နေလန်ထားလာတယ်ခရစ်ယာန်အများကြီးတွေ့တယ်ဒါကြောင့်ဒီနေ့ကိုကစောစောတီးဖို့လို့နော်သူနဲ့ထိုးလို့ရတယ်ဆိုရင်စောစစ်စစ်ကြေမွိုင်းဖျားရမယ်အာမင်ဖျားရမယ်ကဲဒီလိုကြေမသွားပြီဆိုရင်ရစ်ဖြစ်သွားပြီဖျားကဝင်လို့ရပြီဗျာဒီကြောင့်30မှာငါဒီတကားရှိမှာရရွေခေါ်ရနေအချင်းသူဒီငါရဲ့အတန်ကိုကြား၍တကားဖွင့်နှလုံးကားပြောနေနော်ထူရှိရတော့ငါဝင်းသူနဲ့သူစားတော့တယ်သူဒီလည်းငါနဲ့သူစားတော့တယ်အဲ့ဒီနှလုံးတကားဖွင့်ပြီးမှလူထဲမှာဖယားရောက်မှသာဝရတရားဒါဆိုရင်ဖယားဝိညာဉ်လူရဲ့ဝိညာဉ်ထဲမှာရောက်မှကိုယ်ကိုယ်ချင်းအစားကိုယ်ကိုယ်ချင်းလေအဲ့ဒါမှကိုယ်ကိုယ်ချင်းထမြောက်တာလူရဲ့ဝိညာဉ်ထဲမှာဖယားမရှိစွတ်တော်ရင်လည်းလှုပ်စွတ်တော်တယ်လို့ခေါ်တယ်လှုပ်စွတ်တော်တာလေကိုယ်ကိုယ်လှုပ်ရှိခိုးတာပေါ့နော်တရားဟောရင်လည်းလှုပ်ဟောတယ်လို့ခေါ်တယ်ဖယားမပါတာလှုပ်ချင်းခေါ်တယ်ပါတာတရားအဲ့ဒါကဖယားပိုင်ချင်းခေါ်တယ်လူနေရောက်တဲ့ပေါ်သူစွတ်တော်နားထောင်နေတဲ့မတ်သက်ရှိနော်အငယ်ဆက်မှာဒီတိုင်းပြောတယ်အငယ်စကုမှာတော့3ရက်အလဲမှာငါရှိမယ်လက်ခုတယောက်3ရက်အလဲမှာငါရှိမယ်အဲ့ဒီချိန်မှာအလုပ်လုပ်တာဟာလေလုယာဒါကြောင့်ချစ်တော်မဆွေကိုယ်ွယ်ချင်းထဲမှာဖယားကအလုပ်လုပ်တာအဲ့ဒါဘသူတွေတွေ့လဲဆိုရင်ဒီနေ့ပါဆိုရင်လူဝိညာဉ်ထဲမှာဖယားဝိညာဉ်ရှိမှဖယားကနံဝိညာဉ်နဲ့တစ္ဆာနဲ့ကိုယ်ွယ်တာကိုယ်ွယ်ချင်းကြောင့်ပြောမယ်
ဖျားရွယ်ချက်ကြောင့်ပြောပြမယ်ကဲထွတ်မြတ်ကြအခန်းကြီးရှိအငယ်တိကိုဒီမိဣတရီလာလူမျိုးကဲတဲ့ကဲရွယ်ချက်ကြောင့်ကျွန်တော်သိစေခြင်းတယ်ထွတ်မြတ်ကြအခန်းကြီးရှိအငယ်တိမှာထာဝရဘုရားကလည်းတင်ဒီဖာရောပြည်ထံသို့ဝင်၍ငါဤလူတို့ဒီငါအဝတ်ပြုမြင်အကြောင်းသူတို့ကိုလွတ်လော့အာမင်အဲ့တော့မောရှေကိုဘုရားကမာတယ်ဘုရားရွယ်ချက်ဣတရီလာလူမျိုးတွေကအေကုတုပြည်မှာကျွန်းခံနေတယ်ဖာရောပြည်ကျွန်းဒါကြောင့်ဖာရောပြည်ကျွန်းဖာရောပြည်လက်ထက်ကနေလွတ်ဘာလို့လွတ်ခဲ့လဲဆိုကူးကွယ်ဖို့ကဲပြီးကူးကွယ်ဖို့လေကဲရဆိုတာကဲတင်ချရပြီးနပတ်ပထမကဲတင်ချရပြီးဒုတိယကကူးကွယ်တဲ့တတာကူးကွယ်ချင်းထဲမှာဖျားပါအလုံးလုံးတလဲဆိုရင်ကြည့်အောင်ခမရကျန်ခန်းကြီးတော့ငယ်ရှိကျွန်တော်ဖတ်ချင်ပါလေခမရခန်းကြီးတော့ငယ်ရှိမှာသူတို့ကိုအေကုတုပြည်အေကုတုလူတို့လက်မကဲနိုး၍ခါနီလူဟီတီလူအမောရီလူဖေစီလူဟီဝီလူဒီဖူတီလူတို့နေရနို့နဲ့ပြိုင်စီတက်တော့ပြည်တို့ပုတ်ချင်းကငါဆင်းလာပြီလေလက်ခုတယောက်ဆင်းလာတဲ့လားအဲ့တော့ကူးကွယ်မဲ့ညာပဲမှာလဲဆိုခဏပြီဘုရားကဲထုတ်တဲ့ရေချလေဣတရီလာလူမျိုးနေတဲ့ညာ၃ညာရှိတယ်ကဲအဲ့ဒါကိုဝိညာဉ်နဲ့အကုန်ခြုံပြကြအောင်နပတိအေကုတုပိနပနိတေခနာယနပတောခနာပိနပတိကအေကုတုပိကခနာနဲ့ကူးကွယ်တဲ့ညာစာတန်ကျဲလေနပနိကတေခနာကစိတ်နဲ့ကူးကွယ်တဲ့ညာတေတနာကျမ်းမှာပြောတယ်ရီတလောက်တိပင်လေထဲမှာဝင်သွားတာပင်လေရီပြစ်လို့ရှိသလားဒလားစိတ်အလူဆိုတာဘယ်တော့မှမဖြစ်နိုင်ဘူးပါတာရင်းနဲ့ဘယ်လို့မှကျင်နေမှုမရနိုင်ဘူးဆိုတာပြောချင်တာဒလားအဲ့ဒါကတေခနာယကစိတ်ပိုင်းဆိုင်ရာလူမှာခန္ဓာစိတ်ဝိညာဉ်တော့မရှိဘူးမလားအေကုတုပြခန္ဓာပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာတေခနာယကစိတ်ပိုင်းဆိုင်ရာခန္ဓာပြည်ကကိုယ်ွယ်ပိုင်းဆိုင်ရာအာမင်ကိုယ်ွယ်တဲ့ညာရောက်သွားရင်တဲ့ခရိယာများစွာဖျားရှိကိုယ်ကိုယ်ွယ်ပါရမလဲမေးကြတယ်နေရာကလည်းထာဝရတရားပြီးဆိုပြီးပြီလေပါနော့ထချီလောင်းလောင်းပြီးကိုယ်ွယ်အလို့ရှုပ်စရာလုပ်တယ်ကိုယ်ွယ်ပါရှိတယ်ဆိုတာပြောမယ်နော်ဒီမှာနို့နဲ့ပြားကြီးစီးတဲ့တိုင်းပြည်ကိုငါပို့ဖို့ဆင်းလာပြီဟာလေလုယာခန္ဓာပြည်ကနို့နဲ့ပြားကြီးစီးတဲ့တိုင်းပြည်လူလီတိမရှိတဲ့တိုင်းပြည်အဲ့တော့ကောင်းချီးပေးစရာပေးပါလို့တောင်းစရာမလိုတော့ကိုယ်ွယ်တဲ့နေရာမှာကောင်းချီးရှိပြီတာဟာလေလုယာကဲနမူနာကြည့်မယ်ယောဘနာဝိညာဉ်နဲ့တစ္ဆာနဲ့ကိုယ်ွယ်မလားအရှိပြီမာတဲ့ယောဘလူချမ်းသာတဲ့လူမရှိဘူးဒုတိယကြည့်နဆစာတန်လူပွဲမှာပထမကြုံသွားတယ်မလားနောက်ထပ်နဆပြေတာလေအဲ့ဒါကကောင်းချီးပေးပါလို့ယောဘကြောင့်ဖတ်ကြည့်ယောဘတစ်ချက်မှတောင်းထားညမတွေ့ဘူးအဲ့ဒါကနာဝိညာဉ်နဲ့တစ္ဆာနဲ့ကိုယ်ွယ်နေတော့ဖျားကလက်ရတယ်အဲ့ဒီလူကိုကောင်းချီးမပေးလို့မအစိမ်မပြေတာတလားအာမင်ကိုယ်ွယ်ချင်းတဲ့မှာအစိမ်ပြေတာလေလူကြောက်ကထာဝရတရားပါလေလူကြွကြိုပြီးမှမျက်နှာမရှုမလနဲ့တွားနေဆိုရင်အစိမ်မပြေဒီကိုယ်ွယ်ချင်းတဲ့ပါလေဒီနေ့ပါဆိုယောဘပြပြလို့လေကိုယ်ွယ်ချင်းတဲ့မှာဖျားလို့လို့လေရှာတဲ့မေရှေပဲနကိုနောက်တိုင်လာတော့တက်တာအဲ့တော့ဒီနေ့ဘာလို့လို့ဆိုရင်တရက်သုံးချိန်သူရှိခိုးတယ်မလားအဲ့တော့ချင်းတိစာကျွေးစေအမိတ်ထုတ်တယ်ရပုံ30ဒီမှာတခြားဘယ်ရောက်ကိုယ်ွယ်ချင်းတိစာကြားစာကျွေးဖို့အမိတ်ထုတ်တာအဲ့တော့တစိကိုလည်းကျွေးတယ်တရင်းလည်းကြားတယ်ပါဖြစ်တယ်လေ
na win ne tisare le atama lo le atin paren ko phunti ma Jerusalemမြို့ကိုမျက်နှာမော့ပြပါလေကူးကွယ်တယ်ချင်းတိစာချင်းတိတွင်တဲ့ချတယ်ချင်းတိမစားဘူးဟာလေလုယာကူးကွယ်ပြီးမှခမရပြဿနာဖြစ်ရင်ပြဿနာကခမရောက်မစားသွားနိုင်ဘူးပြဿနာတာလေရှုံးတာဟာလေလုယာကူးကွယ်ခြင်းထဲမှာလေတူလာလွန်ပြီးမှအတုံ60လောက်ထားတယ်နေခရပတ်တာပလူမိုးရဲချေမှာအဲ့ဒီရွှေရုပ်တူလို့မကူးကွယ်တဲ့လို့မိတဲ့ချစေအမိကြားတယ်သူတို့ကဟိုအခုခုပြီးနေလို့မရဘူးကြည့်တဲ့ဖွဲ့ရရှိတယ်အခုကိစ္စဗီဒီယိုကင်မရာနဲ့ပေါ့နော်ဟိုကတ်တီပြချင်လို့အဲ့တော့တိုင်လာလို့ဖွဲ့မကူးကွယ်ဘူးမီးလုံးလက်ရှိရခုနှစ်စမီးပူပြီးမှချတယ်မီးမလောင်ဘူးအဲ့ဒီမှာခရစ်တော်ရောက်လာတယ်ဟာလေလုယာကူးကွယ်တဲ့ညာဆင်းလာတာလေကူးကွယ်တဲ့ညာဒါကြောင့်အေကူတူပြန်ခေါ်တော့ပြီးတေကာနာရပြီလည်းမဟုတ်ဘူးဣတရီလာလူမဲနေရပုံမညာကခဏပြီနှုတ်နဲ့ပြားရီစီတော့တိုင်းပြီတော့ပို့ချင်းကငါဆင်းလာပြီဖျားဆင်းလာဖို့ကြီးတယ်အာမင်ကူးကွယ်တဲ့ညာဖျားဆင်းလာပြီအာမင်နာဝိညာဉ်နဲ့တစ္ဆာနဲ့ကူးကွယ်တဲ့ညာဖျားဆင်းလာပြီဟာလေလုယာအဲ့မှာဖျားလှုပ်လှုပ်ပြီဟာလေလုယာဒါကြောင့်ဖျားအလှုပ်လှုပ်ဖို့ဒီနေ့ကူးကွယ်ခြင်းထဲမှာဖျားကအလှုပ်လှုပ်မာတဲ့ခန်းကြီး33မှာပါပြစေဖျားတခင်ဤနိုင်ငံတော်နဲ့ဖြတ်မှချင်းတယောက်ရှော့စွာဆရာကြလို့နော့မထူရမြောက်ထိုက်ပြေတော်မူတယ်တော့နတ်ဖယ်အတွက်မစိုးရင်နဲ့မနက်ဖြာတင့်ဖို့စိုးရင်အေးအဲ့ဒါကဖျားနိုင်ငံနဲ့ဖြတ်မှချင်းတရားဆိုတော့ကိုယ်ကိုချင်းပြောတယ်နော်အဲ့တော့ကေတင်ချင်းရရုံမကောက်ထိုက်ရပေးမယ်အဲ့တော့ဖျားကပထမကေတင်ချင်းပေးမယ်ထိုက်ရပေးတော်မူတဲ့ဆိုရင်လိုက်ပွဲကခန္ဓာပဲဆရာပဲအာမင်ယောဟန်10မှာအလုံးတည်တယ်တကူတီခိုးချင်းတက်ချင်းဖြက်စီးချင်းကလိုက်ငါမူကငါတူးလို့ကိုအတက်လွတ်ယုံမကအတက်လွတ်ယုံမကဆိုတာထောင်ရတဲ့ပင်ငရေကကေယုံမကအထူးတပြည့်ဆိုလိုက်ပွဲပဲအတက်နဲ့ပြည့်စုံစေခြင်းကငါလာတယ်ဒါကြောင့်ခမရသမင်းစားပြီးတခါထဲမလုံတော့ဘူးလက်ပွဲပါမှဆင်ပြေတယ်လားဒါကြောင့်ဖျားခင်ကလက်ပွဲပေးတဲ့ဖျားဖြစ်တယ်ဟာလေလုယာဒါကြောင့်ကူးကွယ်ပါရမလဲစိတ်မပူနဲ့နာဝိညာဉ်နဲ့တစ္ဆာနဲ့ကူးကွယ်ပါနော်ဖျားကအလိုလိုဖို့ရည်ရှိတယ်အာမင်အဲ့တော့ကျွန်တော်တို့ဒီနေ့အေကုတုပြည်မှာဣတရီလာလူမျိုးထွက်လာပြည်မှာဂတိပေးတယ်နောက်ဆုံးကြံပိုက်တပိုက်နော်တရားဟောအကြောင်းအခန်းကြီး6အငယ်30ကနေ73ကျွန်တော်ဖတ်ချင်ပါတယ်တင်မတီတော်မြို့ကြီးမြို့မြတ်တို့ကို၎င်းတင်မဖြစ်ပဲကောင်းသောအရာနဲ့ပြည့်သောအိမ်တို့ကို၎င်းတင်မတူးသောရည်တွင်းကို၎င်းတင်မဆိုင်မပြူသောစပိဥယျင်တန်လွင်တင်တို့ကို၎င်းတင်အပေးခြင်းကတင်အပအဗြဟံအေးဆက်ယာကုတို့အာချီဆိုရမူတော့ပြည်တို့တင်အဖြတ်कीသာဝရဖြတ်कीတိကိုစုံတွင်းတော်မူတင်တီဝါသောစားရနေတော့အခါကျုံခံရအကုတုပြည်မှာတိကိုကဲနှုတ်ဆောင်ယူခဲ့တော့သာဝရဖြတ်ကိုမမေ့လျော့မြအကြောင်းကိုတရိပြုတော့တင်ဖြတ်कीသာဝရဖြတ်ကိုကြောက်ရမည်သူဖျားခင်ကိုသာဝုပြုရမည်နာမတော်အဖြစ်နဲ့ကျေဆူခြင်းကိုပြောရမည်ကိုကိုရမယ်အဲ့တော့ခန္ဓာပြရောက်လို့ရှိမှတင်မစောတဲ့အိမ်မဆိုင်တဲ့စပိပိတန်လွင်ပိတင်မတူတဲ့ရည်သွင်းအဲ့ဒါနှုတ်နဲ့ပြိုင်စီးတဲ့တိုက်ပြီနော်ဝါဆိုစားတဲ့ချိန်မှာတဲ့အေကုတုပိကနဲ့ပါရည်ရွယ်ချက်နဲ့ခေါ်ထုတ်တယ်ဆိုတာလေတရိယာပါတဲ့အာမင်တင်ဖျားကိုဝတ်ပြုရမယ်သူဖျားတာလေးကိုကိုရမယ်ဟာလေလုယာဒါကြောင့်ကျွန်တော်နမူနာကျွန်တော်ကြည့်အောင်မြန်မာပြည်ကနေလာတဲ့မြန်မာပြည်သားတွေအဲ့ဒါကျွန်တော်ကြည့်အောင်ခ
ခမမြန်မာပြည်မှာဘယ်လိုကားမျိုးစီးလာတယ်လဲနော်ဘယ်လိုအစားစားတယ်လဲဘယ်လိုအဝတ်စားပြီးဝတ်တယ်လဲဘယ်လိုအိမ်မျိုးနဲ့နေခဲ့တယ်လဲမြန်မာပြည်ကြော်ပြီးတာကြည့်အခုဒီနိုင်ငံမှာငါတို့မတည်တော့နိုင်ငံငါတို့မတည်တော့မြို့ကောင်းမြို့မြတ်နော်ငါတို့မစောက်တဲ့အစောဦးငါတို့မတူတဲ့ရည်တွင်းအင်တာနက်သွားကြည့်ရေချိုးခါတဲ့ဝင်ကြည့်ရည်နွေးရည်ပူနေနော်ကြိုက်ကြလို့ဟိုပူလို့လည်းပြန်ဆက်ရလာရည်နွေးတဲ့ဆရာမလို့နော်အဲ့တော့ဝမစိမှာသွားကြည့်ခမမဆိုင်တဲ့အတင်းနံနေလေအဲ့တော့ခမဝတ်နေတဲ့ဝတ်စားတွေနော်မြန်မာပြည်မှာမိုးပူတဲ့ဝတ်စားတွေအဲ့ဒါဒီမှာဝါဆိုအခုကျွေးပါတွေ့ကျွေးတယ်ဆိုကူကွယ်ပူကျွေးနေတာခမစင်ခံပြီးရှော့အပြောလုံးဖို့ပေးတာမဟုတ်ဘူးဖျားခေါ်ထုတ်တဲ့ရည်ချက်မမေ့ဖို့ရည်ကြည်တယ်အာမင်ဒါကြောင့်ဖျားထားတဲ့ရည်ချက်ထဲမှာကျွန်တော်အသက်ရှင်ဖို့ဟာလေလုယာအခုဒီနိုင်ငံကဖျားတရားနဲ့ဒီထောင်ထားတဲ့နိုင်ငံဖျားတရားလူတွေအများကြီးကိုတေကုန်တဲ့ချိန်မှာနုံလာနောက်သားတဲ့ဖျားတရားမဲ့လာမလားဖျားကုန်းနေနေတဲ့အားရတယ်ဒါမဲ့ငါတို့ကဲလာတဲ့ဖျားကူးကွယ်ဖို့ဒီနိုင်ငံပို့တာသူတို့လည်းကောင်းဆောင်လေးရွေချက်ရှိတယ်ဒုက္ခတွေခေါ်ခရိယာအတိကထားခေါ်တာနော်ပြန်လေထူထောင်ဖို့အတွက်လေဝိညာဉ်ရဲ့မတ်တီဖို့အတွက်လေဟေးဖျားထဲမှာရက်တီဖို့အတွက်နော်အေးဒါကြောင့်ငါတို့ကြည်ရောက်လို့ဆိုတာဖျားနိုင်ငံကိုတည်ထောင်ဖို့ပို့တာအာမင်ဖျားကူးကွယ်ဖို့ပို့တာဒါကြောင့်နေရောက်တဲ့ပေါ်တူရင်နားထောင်လိုက်တယ်အာမင်နော်နောက်ဆုံးကလည်းနည်းနည်းများနေတယ်ဒါပေမဲ့တက်နေတော့ပြောမယ်ခွေးနော်အဲ့တော့ကျန်ပိတ်ကလည်းနော်နေချက်နေပြီတလားရှားစာမတင်ပြောတယ်နော်ယုံကြည်တဲ့တန်ဖိုးနောက်ဆုံးပြောချင်တယ်နော်ဟေရှာယအခန်းကြီး30ဟေရှာယအခန်းကြီး30စက်ပုံကျွန်တော်ပထမဖတ်ချင်ပါတယ်တင်တို့ဒီတုံတိပေါ်မှာစိုက်တော့မတ်တင်ခဲ့လို့ကောင်းကုန်းပေါ်မှာထူတော့အလံခဲ့လို့ကောင်းဖျားဒီတဲအောင်တယောက်တော့သူချင်းလင်တထောင်တော့သူတို့ဒီပြီးလိမ့်မည်ငါယောက်ချင်းလင်တတောင်းပြီးလိမ့်မည်ဟာလေလုယာအာမင်ကုကွယ်ချင်းအတ္တရှိတဲ့ယုံကြည်သူဖျားကတန်ဖို့ပြောတာတန်ဖို့လေမယုံကြည်သူဒီဖျားမယုံတဲ့လူနဲ့ယုံကြည်သူရဲ့ဖျားရှိမှချင်းခွင်းတန်ဖို့အဲ့တော့ဒီမှာနေရောက်ချင်းလင်ဘယ်တော့ပြီးမလဲအတရောက်ချင်းလင်တဲ့တထောင်ပြီးလိမ့်မယ်တဲ့တရောက်ချင်းလင်တဲ့မယုံကြည်သူနော်တထောင်နဲ့တန်ဖို့ဖြတ်တယ်နေမယုံကြည်သူလေငါတို့ကဥပမာဒီနိုင်ငံရောက်ဆိုတော့ပညာရှိပြီးသားချမ်းသာပြီးသားရောက်မလားဟာအငယ်ဆရာကိုအငယ်ဆရာမလို့တော့ကိုကွယ်ချင်းမှရှိဖို့ပဲရည်ကြည်တယ်အာမင်မယုံကြည်သူတထောင်လေယုံကြည်သူတရားတန်ဖိုးနဲ့ချင်းခွင်ညီမတယ်လက်ကိုကြောက်ဒီမှာကြည့်နေရောက်တော့ပေါ်သူစုတုံနားထောင်မယ်သုံးရောက်အလဲမှာငါရှိမပြောတော့မလားအဲ့တော့ဘာလို့လဲဆိုရင်နေရောက်တော့ပေါ်သူရင်ဖျားကအဖြစ်ပေးမယ်သုံးရောက်ဆိုရင်ဖျားရှိပြီကြွလာပြီလေအလေးချိန်ပုံပြတယ်ဒီမှာငါရောက်ချင်းလေတတောင်းပြည့်မယ်အဲ့ဒီယုံကြည်သူငါရောက်ပေါင်းလဲလူတယောက်ကတန်ဖို့က2000လုံးတက်သွားပြီကိုယ်ကွယ်ရညာအလုပ်လုပ်တာလေဟာလေလုယာအာမင်ကိုယ်ကွယ်ချင်းတဲ့မှာဖယားကအလုပ်လုပ်တာဒါကြောင့်ဆုလာခြင်းဟာနာဝိညာဉ်နဲ့တစ္ဆာနဲ့ကိုယ်ကွယ်ဖို့ဖြစ်တယ်အာမင်တရားဟောအကြောင်း30အငယ်30တရားဟော30နောက်ဆုံးတော့တရားဟော30
အငယ်30ကျွန်တော်ဖတ်ချင်ပါတယ်တရားဟော30နည်းအငယ်30မှာသူတို့ကိုလုံရဲ့ဆရာကြောက်ပြီးသူတို့ကိုမယောင်းထာဝရဘုရားပြီးသူတို့ကိုအတော်မမိုးလေးလူတယောက်ပြီးတထောင်ကိုအပေတို့နေနိုင်နေလူနှစ်ယောက်ပြီးလူတတောင်းကိုအပေတို့ပြီးစေနိုင်နေဟာလေလုယာအားပြန်တက်သွားပြီနှစ်ယောက်ကတတောင်းနဲ့ဖြတ်တယ်အဲ့တော့ကိုယ်ကိုယ်ချင်းထဲမှာပထမကယုံကြည်သူတယောက်ကတထောင်နဲ့ညီမျှတယ်9ယောက်ပွားရင်2000တက်သွားပြီနောက်ထပ်ပူများလာရင်တတောင်းနဲ့ညီမျှတယ်အာမင်ဒါကြောင့်ဒီနေ့ဘာလို့ဆိုရင်ဖယားတခင်ကိုယ်ကိုယ်ချင်းထဲမှာဖယားရှိမှချင်းခွင်အလေးချင်းကတက်လာတယ်အတိကနော်ကနန်းတန်ဖို့တက်လာတယ်ဒါကြောင့်ကိုယ်ကိုယ်ရဲ့ညာဖယားရှိမှကနန်းတန်ဖို့တက်ဖို့ရည်ရှိတယ်အဲ့ဒါဘယ်သူဒီထဲမှာဆိုရင်ကဲတင်ချင်းရပြီးမှနာဝိညာဉ်နဲ့တစ္ဆာနဲ့ကိုယ်ကိုယ်တဲ့လူစုတဲမှာဖယားအလုံးလုံးအာမင်ဒါဆိုကောင်းချစ်ပေးပါလို့မလူတော့ဘူးနှုတ်နဲ့ပြိုင်စီတဲ့တိုက်ပြောအယောက်တိုင်းဖြာကောင်းချစ်ပေးပါ